ဒီကားလေးကတန်မိုးကြီးကားစီးရလို့တော့မဟုတ်ခဲ့ပါဘူးဒါပေမဲ့ကျွန်တော်တို့မိသားစုရဲ့ဘဝခီးလန်းတစ်ခုလုံးကိုသူပဲပို့ဆောင်ပေးခဲ့တာပါကျွန်တော်ရဲ့မနက်ခင်းကြောက်ဖို့ချိန်တွေပျော်ရွှင်စရာဝမ်းနည်းစရာတွေနဲ့ချီးနှိုးစရာအချိန်တွေတိုင်းမှာဒီကားလေးနဲ့အတူအဖေနဲ့အမြဲတမ်းရှိနေခဲ့ပါတယ်တက်ကရစ်တွေအများကြီးကိုဆုံးသွားပြီးရဲ့နောက်မှာအဖေနဲ့တူဒီကားလေးကလည်းအိုမင်းဟောင်းနှမ်းလာခဲ့ပါတယ်ဒါပေမဲ့အဖေကဘယ်တော့မှဒီကားလေးကိုတင်ဟောစီမတွေ့ခဲ့ပါဘူးဒီကားလေးရဲ့အစိတ်ပိုင်းနေရာတိုင်းမှာအဖေရဲ့ငယ်ရွယ်မှုတွေအဖေရဲ့အမှတ်တရတွေမိသားစုရဲ့အမှတ်တရတွေအများကြီးတည်ရှိနေပါတယ်ပထမဆုံးအချိန်ကျွန်တော်မိသားစုကိုနှစ်ပေါင်းများစွာလူရခရီးစီပို့ဆောင်ပေးခဲ့တဲ့ဒီကားလေးကိုကျွန်တော်ပြန်ပြီးခရူးဆိုင်ပေးခွင့်ရရှိခဲ့ပါပြီဒီကားလေးကိုပြန်ကြည့်တိုင်းဘယ်တော့မှမမေ့နိုင်တဲ့အမှတ်တရတွေကိုအမြဲတမ်းတင်ထားခွင့်ရနေပါလားဘဝတတပေးဆက်ခဲ့မှုတွေအတွက်ဒါအဖေကိုဂါရပြုလိုက်ပါတယ်ဖေဖေတချို့ကားတွေဟာကီလိုမီတာအကွာဝေးထက်အမှတ်တရတွေကိုပို့ပြီးတက်ဆောင်ထားတတ်ကြပါတယ်ဒါကြောင့်တန်မိုးထားထိမ့်သိမ်းဆောက်ရှောက်ဖို့ထိုက်တန်ပါတယ်